မနေ့ညတော့ဘန်ကောက်မှာလေဝမ်းချက်ပြင်းစိတ်ကြဲသွားတာသိလားစင်အော်ပြီးတယ်ဝမ်းချက်ပြင်းရှစ်ပြန်ပွဲကြည့်လိုက်တယ်အကျိတ်အနေကောင်းပါမြန်မာနိုင်ငံကပဲနေရောက်သွားထိုးလေသိလားရှင်မြန်မာနိုင်ငံက3ယောက်ပြင်ပြိုင်တယ်အောင်လာရင်စံထုံးအားလွယ်နဲ့တက်အောင်တော့ပေါ့မဟုတ်ဘူးအဲ့ဒီဆိုရမဟုတ်ဘူးမိုးထဲအောင်ရဲ့စောမီမီရဲ့လင်းမန်နဲ့သွေးလင်းထဲရဲ့အဲ့ဒီဆိုရအွန်လိုင်းအောင်ဆမဟုတ်ဘူးဝိမပေချပေးမယ်စောမီမီမိုးထဲအောင်သွေးလင်းထဲဆိုရဆင်ပြန်သွားတာပါစင်ဘဒုဘယ်နေရောက်နိုင်အောင်လဲသိလားတည်ရဆိုရင်အောင်လက်အင်ဆန်ကတော့သူ့ရဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့တယ်တခြားသူတွေကတော့အရှုံးပေးခဲ့ရတယ်မဟုတ်ဘူးနေရောက်နိုင်သွားတယ်ဟုတ်တယ်လေထဲနဲ့ဆိုမီမီနေရောက်နိုင်သွားတယ်ဟုတ်ပါတယ်အော်တွေးချက်လေးနဲ့မင်းမင်းတို့ကနိုင်ခဲ့တာပေါ့ဟုတ်တယ်သွေးလင်းထဲနဲ့ဆိုမီမီကနိုင်တယ်ဒါပေမဲ့သွေးလင်းထဲကပထမအချီမှာပဲနိုင်သွားတယ်နော်တတောင်နဲ့သူရဲ့တတောင်နဲ့ဟုတ်တယ်တွေးချက်လေးကပထမအချီဘယ်သူဘောနာရခဲ့လေသိလားအလဲဆိုပြီးအနိုင်ယူခဲ့တာဘယ်သူဘောနာရခဲ့လေသိလားဘောနာရည်ကိုအလဲထိုးနိုင်ခဲ့တယ်ပင်လေးထဲကဘောနာရခဲ့တယ်ဟုတ်တယ်တွေးချက်လင်ကဘောနာရည်ကိုအလဲထိုးနိုင်ခဲ့တာသွေးလင်းထဲကဘောနာရခဲ့တယ်ပထမချီမှာပဲထိုးပြီးတော့အနိုင်ရခဲ့တာဆိုမမီကတော့သုံးချီမှာမှအနိုင်ထိုးရတာဟုတ်ပါတယ်တွေးချက်လင်ကပထမချီမှာပဲအလဲထိုးပြီးနိုင်ခဲ့တာမင်းမင်းကြတော့3ချီမြောက်မှာနိုင်ခဲ့တာပေါ့သွေးလင်းမဟုတ်ဘူးသွေးလင်းထဲ sorry တွေးလင်းထက်ပါမန်းသွားလို့ပါပင်လေးထဲကဘယ်ကလဲဆိုတာသိလားဘယ်ရွာလဲဆိုတာသိလားမွေးရစာတီကိုတော့တိတိကျကျမသိပေမဲ့ကရင်ပြည်နဲ့လိုင်းပွဲမြို့နယ်ကလို့ကြားရတယ်ပေါ့ဟုတ်ပါတယ်သူကကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ကိုဖာထော့ကျေးရွာကကရင်လူမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်အော်ဟုတ်လားကရင်ပြည်နယ်လိုင်းကွဲမြို့နယ်ကိုဖားထောကျေးရွာကကရင်လူမျိုးကိုခံပညာတိုင်းတမပေါ့ကျေးဇူးတင်ပါတယ်လက်ဝဲသမားလေးဝတ်တမပေါ့လက်ဝဲအော်လေးဝတ်ဆိုမှာပါဘောင်းစိလက်ဝဲသမားသူလင်းထဲကတတောင်နဲ့ဖနမအချီမှာပဲအလေထိုးနိုင်ခဲ့တယ်ဟုတ်ကဲ့သေးလေးဘောနဲ့သုံးသိခွဲတောင်ရတယ်ဟုတ်ပါတယ်သွေးလင်းထက်ကပထမချီမှာပဲတတော်နဲ့ဘောနာယာရီကိုအလဲထိုးနိုင်ခဲ့တာဟုတ်တယ်ဘောနာယာရီကိုတော့နဲ့အလဲထိုးနိုင်ခဲ့တယ်